ဥဆောင်ရောရခိုင်ပြည်အဖရခိုင်ပြည်ကဒီကနေ့ရခိုင်ပြည်ထဲမှာဟင်းတယ်တရားစာတတ်တွေကိုတိုက်တဘောကိုရောစခံနေရတယ်နံပါတ်1ဒါရာချက်အကရိမာဆုံးသောဒါရာတန်ချက်ဖိုက်ပါတယ်ဒီဒါရာတန်ချက်တီကိုဖိုက်လာဖို့အတွက်အသူကခေါ်ထုတ်ထားကြပါလေအခုတော့ကမဟာတမကန်ဒီပရောခရဲ no one can hurt you without your permission ကိုကခေါ်မပရိုကေတရားလေးနာကောင်အောင်လုပ်လို့မရနိုင်ဘူးဒီကနေ့ရခိုင်ပြည်ကြီးမှာအမျိုးအရာမှာကြားရဖို့နှိမ့်ချဖို့ဖိုက်ပေါ်လာတဲ့ဒါရာဂိတိသာဥဆောင်ရောရခိုင်လူဒုက္ခခေါ်ထုတ်ထားလို့ဖိုက်ပါလိမ့်မယ်ရဟန်းကြောင့်ဥဆောင်ရောရခိုင်လူမျိုးတိရခိုင်ပြည်နယ်မှာအဖရခိုင်ပြည်မှာဖိုက်နေရင်ဒါရာတန်ရှက်တိကိုပြန်ပြီးကလွှမ်းမိုးဖို့ထူထောင်နိုင်ဖို့အတွက်ဥဆောင်ရောရခိုင်လူတို့အားလုံးမှာတာဝန်ဟိမ့်ပါတယ်အဲ့တော့ဥဆောင်ရောရခိုင်ပြည်မှာကြားရောက်နေတဲ့ဒုက္ခတရာတိကိုဖေရှားနိုင်သမ္မာဒေဝနတ်ကုံနာမတိကိုထိုင်ပြီးကဆုတောင်းနေဖို့အစားဥဆောင်ရောရခိုင်လူမျိုးတည်းရဲ့အထက်မှာဟင်းရမိမိမှာဟင်းရအစွမ်းအစကြီးနဲ့မိမိတတ်နေတဲ့ကန္တာကပါဝင်ပြီးကဆောင်ရွက်ဖို့ဆိုကြရခိုင်ပြည်ကြီးအတွက်အင်မတန်ကောင်းတဲ့အလုပ်ပါအဲ့တော့နတ်သမ္မာဒေဝနတ်ကုံနာမတိကနတ်ပြည်မှာပိုပြီးကတာဝန်ဟင်းရပဲဥဆောင်ရောအဖရခိုင်ပြည်မှာကြားရောက်နေတယ်ရခိုင်လူမျိုးဘဝနှိမ့်ချနေတယ်ကျွမ်းဘဝကိုရောက်နေစားတိရခိုင်ဒါရာတန်ရှက်တီကိုပြန်ပြီးကကောင်းလာအောင်လွတ်မြောက်လာအောင်လုပ်ဖို့အတွက်ဥဆောင်ရောရခိုင်လူမျိုးကလွဲကအသူမတာဝန်ဟိမ့်ပါဘူးလေဥဆောင်ရောရခိုင်လူမျိုးတိမှာပိုပြီးကတာဝန်ဟိမ့်ပါလိမ့်မယ်အဲ့တော့စာတော်ဥဒ္ဓမကိုဥဆောင်ရောအင်္ဂလိပ်အစိုးရကနောက်ပြုံပြီးကမိန့်ခတဲ့မိခွန်းရှိတခုကိုစာတော်ဥဒ္ဓမဖေကလိုက်တဲ့အခါမှာတကဘာလုံးမှာဟဲ့လူတည်းရဲ့ရောင်ထင်းမှာမိန့်လို့မရအောင်အတိတ်ပဲတရာမဟိမ့်လာပါတယ်ညောင်မိခွန်းကိုပြောလိုက်ခဲ့ရခိုင်သူရခိုင်သားတော့အလုံးသူတိတ်ကပါလိမ့်မလို့အကြောင်းယူဆပါတယ်အဲ့တော့အင်္ဂလိပ်အစိုးရကစာတော်ဥဒ္ဓမကိုဇာမေးလိုက်လဲဆိုပါခဲ့ဒီကဘာဂရီမှာအရှောင်းဖရာအာရှတနေလုံးကိုဥတည်ပြီးကလွာလာရဖို့အတွက်ကိုးစားနေတော်ကောင်းလူဘဝရတယ်လူဘဝရဆိုတဲ့ဒီနေရာမှာလူမျိုးတွေကိုပါတယ်နားတယ်တော်တယ်လို့ပြောပါတယ်ဆိုကကဘာမှာအရသာဟိဆုံးအစားအစာဇာလေအင်္ဂလိပ်အစိုးရကနောက်ပြုံပြီးကမိတ်စာဖိုက်ပါလိမ့်မယ်ဆိုကစာတော်ဥဒ္ဓမကရပ်ပဲနောက်ပြုံပြီးကမိခွက်ချက်တစ်ခုကိုဖယ်လိုက်တဲ့အခါမှာဇာဖိုက်လာလဲဆိုကဘာဂရီတစ်ခုလုံးမှာဟဲ့ရလူသားအလူရရောင်ထဲမှာမိတ်လို့မရအောင်ဖိုက်လိုက် Hunger is the best လို့ပြောလိုက်စာလောင်မတိုက်နေတဲ့အချိန်မှာစားရတဲ့အစာဟာရတွေရောင်းပုတ်ကိုအတွက်အကောင်းဆုံးအရသာဖိုက်ပါရဲ့တဲ့ရောင်းဥပမာနဲ့ဥဆောင်ရောကေးဖို့ဆိုဒီကနေ့ဥဆောင်ရောရခိုင်ပြည်မှာအစစအာရာမှာနှိမ့်ချနေတဲ့ရခိုင်ပြည်ရဲ့ဒါရာတန်ရှက်ကြီးကိုလွန်မြောက်နိုင်ဖို့အတွက်ပြန်လေထမြောက်လာနိုင်ဖို့အတွက်ရခိုင်ပြည်ကြီးအဖရခိုင်ပြည်ကြီးအတွက်အလိုအားရှုံးအစိမ်မှာအချိန်မှာဥဆောင်ရောဒီရခိုင်လူတို့အနေနဲ့မိမိတို့တရာကန္တာကမိမိတို့အစွမ်းရှိသလားပါဝင်ပြီးကလှုပ်ဆောင်ခေါင်းသည်ရခိုင်အဖရခိုင်ပြည်ကြီးအတွက်အလိုအားဆုံးသောလှုပ်ဆောင်ချက်နဲ့အကောင်းဆုံးဆောင်ရွက်ချက်ဖိုက်ပါတယ်လို့ဥဆောင်တင်နေရကဒီကနေ့ရခိုင်သူရခိုင်သားတွေအားလုံးတညီတညွတ်တဲ့ပူပေါင်းပြီးကအဖရခိုင်ပြည်ကြီးကလွမ်ရမုံကိုမိမိတို့တရာကန္တာကအစွမ်းရှိသလားပါဝင်ပြီးကဆောင်ရွက်ကပါလို့ပရိုဂရမ်ဥဆောင်ရဲ့ဒါရာများနဲ့ရခိုင်ပြည်ဆိုတဲ့ခေါင်းစဉ်ကိုဒီကနေ့ဥဆောင်တင်နေရမှာအဆုံးသတ်လိုက်ပါတယ်